အားလုံးမင်္ဂလာပါအခုဒီမှာတော့ phrases စကားစုနဲ့ phrases and clauses စကားစုနဲ့ဝါကြအပိုင်းပေါ့နော်အဲ့တော့ပထမပိုင်းမှာတော့စကားစုတွေအကြောင်းကိုအရင်ဆုံးလေ့လာကြည့်အောင်နော် Okay what is a phrase စကားစုဆိုတာဘာလဲ A phrase is a group of words which have a particular meaning when used togetherအဲ့တော့ရှင်းပါတယ်စကားလုံးအစုတစုဖြစ်ပါတယ်တဲ့ which have a particular meaning အဓိပ္ပာယ်တစ်စုံတစ်ရာရှိတယ်တဲ့ when used together နော်ဒီစကားလုံးစကားစုတစုမှာပါတဲ့စကားလုံးတွေဟာအတူတူပေါင်းစပ်ပြီးတော့အလုပ်လုပ်တယ်ပေါ့ဒါလည်းသဘောကျတယ်နော်အဲ့တော့အတူတူပေါင်းစပ်ပြီးတော့အလုပ်လုပ်တဲ့အဓိပ္ပာယ်တစ်စုံတစ်ရာရှိတဲ့စကားလုံးအစုတစုပေါ့နော် Okay နောက်တစ်ခုထပ်ပြီးတော့ကြည့်အောင်A phrase is a small group of words without a finite verb, especially one that forms part of a sentence. အဲ့တော့စကားလုံးအစုငယ်စကားလုံးအစုငယ်တစ်ခုတဲ့ without a finite verb ဒီမှာ finish ဆိုပြီးတော့မဖတ်ပါနဲ့ finite verb ဆိုတာကိုလည်းပြောဖို့လိုတယ်အဲ့တော့ finite verb ဆိုတာဘာလဲဆိုတော့ tense နဲ့person သို့မဟုတ် number tense တို့ person တို့ number တို့ကိုဒါဖော်ပြပေးတဲ့ကရိယာအမျိုးအစားပေါ့နော်အလွယ်ပြောလို့ရှိရင်တော့ subject နဲ့ tense ပေါ်မူတည်ပြီးတော့เนาะ subject နဲ့ tense ပေါ်မူတည်ပြီးတော့ပုံစံအပြောင်းအလဲဖြစ်သွားတဲ့ verb ကရိယာကို finite verb လို့ခေါ်တယ်အများအားဖြင့် but 1လို့ but 2လို့မျိုးเนาะ I miss our was ว่าเนาะ has have had လို့မျိုး verb တွေကို finite verb လို့ခေါ်တယ်ဟုတ်ပြီနောက်တစ်ခု non finite verb ဆိုတာကျတော့ဘာလဲဆိုတော့ but 3 verb ing လို့မျိုး subject ကဘာဖြစ်ဖြစ် tense ကဘာဖြစ်ဖြစ်အပြောင်းပုံစံအပြောင်းလဲမရှိတဲ့ but နောက်တစ်ခု to but 0ပေါ့เนาะ to base ပါလဲဒီလိုပဲပေါ့เนาะ okay အဲ့ဆိုလို့ရှိရင်ပြန်ပြီးတော့အနည်းချုပ်ပါမယ် sorry ဒီမှာ finite verb ဆိုတာလေးကိုအရင်ဆုံးရှင်းပြအောင်ပါပေါ့เนาะအဲ့တော့ a finite verb is a verb that shows tense past present or future changes with the subject or agrees with the subject အဲ့တော့ finite verb တစ်ခုကတဲ့ tense ကိုပြတယ်เนาะဒီ verb ကိုကြည့်ပြီးတော့ verb tense ဆိုတာကိုဆုံးဖြတ်လို့ရတယ်နောက်တစ်ခု changes with the subject subject ပေါ်မူတည်ပြီးတော့ပုံစံပြောင်းတယ် agrees with the subject เนาะ subject နဲ့လိုက်ဖက်ညီတယ်ပေါ့เนาะ subject က plural ဆိုရင် verb ကလည်း plural verb subject က singular ဆိုရင် verb ကလည်း singular အဲ့လိုမျိုး okay အဲ့ဆိုရင်ထပ်ပြီးတော့ကြည့်အောင် if there is only one verb that verb is the finite verb အဲ့တော့စာကြောင်းတစ်ကြောင်းမှာဘက်ကတလုံးနဲ့ပဲရှိမယ်ဆိုရင်အဲ့ဒီဘက်ကပဲ finite verb ဖြစ်တယ် if there is a group of verbs the first verb is the finite verb it is the only one that changes its form to match the subject အဲ့တော့တကယ်လို့ကရိယာတလုံးထက်ပိုပြီးတော့ရှိမယ်ဆိုရင်ပထမဆုံးသို့မဟုတ်ရှေ့ဆုံးကဘက်ဒီ finite verb ဖြစ်တယ်အဲ့ဒီ finite verb ဟာ subject နဲ့လိုက်ဖက်အောင် tense နဲ့လိုက်ဖက်အောင်အပြောင်းအလဲလုပ်နိုင်တယ် subject ကအများဆိုရင်လေသူလည်းအများပေါ့เนาะ present ဆိုရင်လည်းpresent tense ဆိုရင်လည်း present tense but 1ပုံစံပေါ့เนาะpast tense ဆိုရင်လည်း but 2ပုံစံအဲ့လိုမျိုးပုံစံပြောင်းလဲတယ်ပေါ့ဟုတ်ပြီเนาะ okay အဲ့ဆိုလို့ရှိရင်တော့အများအပြည့် but 1နဲ့ but 2ဒီ finite verb ဖြစ်ပြီးတော့verb 3နဲ့ ing ကတော့ non finite verb ပေါ့เนาะအဲ့တော့ finite verb မဟုတ်တဲ့ဟာတွေပေါ့လीเนาะ okay အဲ့ဆိုရင်ဒီမှာဆိုကြည့်အောင် I am reading ဒီမှာ present ဖြစ်တဲ့အတွက် am ကိုသုံးထားတယ်တကယ်လို့ဒါ past ဆိုလို့ရှိရင် I was reading နောက်တစ်ခုsingular subject တစ်ခုသုံးမယ်ဆိုရင် he is reading တကယ်လို့ they ဆိုရင် they are reading they were reading ဆိုပြီးတော့ပုံစံนี้ပြောင်းသွားတယ်အဲ့တော့
ကရိယာတစ်လုံးတည်းပဲရှိမယ်ဆိုရင်အဲ့ဒီကရိယာဒီ finite verb တစ်လုံးထပ်ပို့ပြီးရှိတယ်ဆိုရင်ရှေ့ဆုံးသို့မဟုတ်ပထမဆုံး verb ဒီ finite verb ဆိုတော့အဲ့မှာဒီမှာဆိုရင် empty finite verb ပေါ့နောက်တစ်ခုဒီ do နောက်တစ်ခု modal verb တွေပါတဲ့ verb မှာဆိုရင်လည်းအဲ့ဒီ sorry sentence မှာဆိုရင်အဲ့ဒီ modal verb ဒီ finite verb လို့သတ်မှတ်ရမယ်နောက်တစ်ခု do does did ပါတဲ့ questions တွေ negative sentence တွေမှာဆိုရင်လည်းပဲအဲ့ဒီ do တွေ does တွေ did တွေဒီ tense ပေါ်မူတည်ပြီး subject ပေါ်မူတည်ပြီးတော့ပုံစံအပြောင်းအလဲဖြစ်တယ်အဲ့ဒါကြောင့်သူတို့ဒီ finite verb လို့ခေါ်တယ် okay အဲ့ဆိုရင်စကားစုဆိုတာကိုပြန်ပြီးတော့စမ်းမယ်เนาะအဲ့တော့စကားစုဆိုတာဘာလဲဆိုတော့စကားလုံးအစုတစုเนาะစကားလုံးအစုတစုအတူတူကအလုံးလုံးပြီးတော့အတိတ်ပဲတစ်စုံတရာရှိတဲ့စကားလုံးစုတစု finite verb မပါဘူး non finite verb လို့ခေါ်တယ် battery verb ing တို့ to but 0တော့ပါနိုင်တယ်ပါခြင်းပါမယ်เนาะပါလိရှိတယ်ပေါ့ okay အဲ့ဆို example ကြည့်ရအောင်เนาะပထမဆုံးရိုးရိုးစကားစုလေးတွေကိုကြည့်အောင် the tall man in the hall on Monday ဒါတော့ရိုးရိုးစကားစုလေးတွေရိုးရိုးစကားစုတွေဖြစ်တယ်နောက်တစ်ခုဒီ ing တွေ battery တွေပါတဲ့စကားစုလေးတွေဆက်ကြည့်အောင် the girl sitting next to me is very friendly ငါဘေးမှာထိုင်နေတဲ့မိန်းကလေးကအရန်ဖော်ရွေတယ်ပေါ့ဒီမှာဆိုရင် sitting next to me ဆိုတာဒီသူကသူဘာ tense ဖြစ်ဖြစ်ရှိကဒီ subject ကဘာပဲဖြစ်ပါပုံစံအပြောင်းအလဲမဖြစ်ပါဘူးเนาะသူဒီ non finite verb လို့ခေါ်တယ်အလားတူ people waiting for the verbs look cool ဒီမှာလည်းပဲ waiting ဘတ်ကားစောင့်နေတဲ့လူတွေဟာချမ်းနေပုံရတယ် people waiting for the bus is sorry look cold အဲ့တော့သူ tense ကဘာ tense ပဲဖြစ်ဖြစ် subject ကဘယ်လိုပဲပြောင်း waiting ပုံစံမပြောင်းလဲပါဘူးเนาะနောက်ကဒီ is တွေ look တွေဒီကောင်းနေတာပြောင်းလဲသွားလိမ့်မယ်ဟုတ်ပြီเนาะဒီကောင်းနေတာပြောင်းလဲသွားလိမ့်မယ်အဲ့ဒီ sitting waiting talking မပြောင်းလဲပါဘူးနောက်တစ်ခုကြည့်အောင် the car parked outside belongs to my neighbors the car parked outside belongs to my neighbor အပြင်မှာရပ်ထားတဲ့ကားဟာငါရဲ့အိမ်နီးချင်းပိုင်နေပေါ့ဒီမှာလည်းပဲ parked နော်ဒါ battery ဖြစ်ပါတယ်เนาะနောက်တစ်ခု shoes made in Italy are usually expensive Italy မှာလုပ်တဲ့ဖက်နက်တွေဟာဈေးကြီးတယ်ပေါ့ဈေးကြီးလေးရှိတယ်ပေါ့ဈေးကြီးတတ်တယ်ပေါ့เนาะဒီမှာလည်းပဲ made ဆိုတာက battery ဖြစ်ပါတယ်အဲ့တော့သူဒီလည်းပဲပုံစံအပြောင်းလဲမဖြစ်ဘူးဒီမှာbelongs no အာရုကသာပုံစံအပြောင်းလဲဖြစ်လိမ့်မယ် tense ပေါ် subject ပေါ်မူတည်ပြီးတော့ okay ဒီလောက်ဆိုလို့ရှိရင်တော့စကားစုဆိုတာကိုနားလည်တော့ပြီဟုတ်ပြီစကားစုအမျိုးအစားတွေကြည့်ရအောင်ပါ sorry ပါအနည်းချုပ်လေးပြန်ပြီးတော့ပြောဖို့လိုမယ် a phrase is a group of words that work together a phrase does not have a full verb or finite verb but it may have or not finite verb to base verb present or past participle နော်အဲ့တော့ non finite verb ဆိုတာကဘာတွေလဲလို့ဆိုတော့ to but 0တို့ present participle verb ing တို့ past participle but 3တို့အဲ့လိုမျိုးပုံစံနေတော့စကားစုတစ်ခုမှာပါတတ်ပါတယ် okay အဲ့ဒါဆိုရင်အမျိုးအစားတွေကြည့်ရအောင်ပါအဲ့တော့ the four functional types of phrases တာဝန်ထမ်းဆောင်ပုံစာကြောင်းထဲမှာဝတ်ကြထဲမှာအလုံးလုံးတဲ့အလုံးသူတို့ရဲ့လောက်ကင်တဲ့အလုပ်ပေါ်မူတည်ပြီးတော့ခွဲခြားထားတဲ့စကားစုအမျိုးအစားက၄မျိုးရှိပါတယ်ကြည့်အောင် 1 noun phrase နာမ်စကားစု 2 adjective phrase နာမဝိသေသနာစကားစု3 adverb phrase ကရိယာဝိသေသနာစကားစု4 verb phrase နော်ကရိယာစကားစုဆိုတာကျတော့ကရိယာတစ်လုံးထက်မကတစ်လုံးထက်ပိုပြီးတော့ပါတယ်ကရိယာစုပေါ့နော်ဟုတ်ပြီနောက်တစ်ခု the seven structure types of phrases ဖွဲ့စည်းတည်ဆောက်ပုံအရာနာစကားစုကကြတော့9မျိုးရှိပါတယ်ကြည့်အောင်ပါ prepositional phrases ing phrases ဒီမှာ gerund ရဲ့ participle ရဲ့2မျိုးပါပါမယ်အဲ့တော့ ing နဲ့စုံနိုင်
verb မဟုတ်ပါဘူးအဲ့တော့နောက်တစ်ခုစကြည့်မယ်3က infinitive phrases ဒါတော့ to base verb not to bazito စကားစုတွေဖြစ်တယ်နောက်တစ်ခု appositive phrases appositive phrases ဆိုတာတော့ noun ကို noun နဲ့ပြန်ပြီးတော့ရည်ညွှန်းတာအဲ့လိုမျိုးစကားစုတွေဖြစ်တယ်เนาะ comma လေးခံပြီးတော့เนาะနောက်တစ်ခု noun phrases noun phrases နာမ်ချင်းကပ်ပြီးတော့ရေးသားတဲ့ပုံစံဖြစ်တယ်ဟုတ်ပြီเนาะ noun phrases เนาะ school bus တို့ coffee shop တို့အဲ့လိုမျိုးเนาะ bus stop တို့ bus ကားမှတ်တိုင်ဒါမျိုးတွေเนาะ shoe shop ဖနက်ဆိုင်အားမျိုးတွေပေါ့เนาะနောက်တစ်ခု hyphenated phrases အဲ့တော့ hyphenated ပါတဲ့ hyphen ပါတဲ့စကားစုတွေကလေးပဲသူကဒါစုပေါင်းပြီးတော့နောက်ကနံကိုအထူးပြုတာဖြစ်ပါတယ်အဲ့တော့ပြီးရင် example လေးနည်းနည်းလေးပေးပါမယ်เนาะနောက်တစ်ခု interrogative phrases ဆိုတာကတော့မေးခွန်းစကားလုံးတွေပါတဲ့စကားစုတွေပေါ့เนาะ who တို့ which တို့ when တို့ where တို့အဲ့လိုမျိုး okay အဲဆိုရင် number 1 prepositional phrases ဆိုတာကတော့ preposition တစ်ခုပါတဲ့စကားစုတွေပေါ့ in the basement now after the long movie with a touch of a button now in a hurry ဒါတွေပေါ့เนาะနောက်တစ်ခုဆိုတော့ verb ing phrases မှာနှစ်မျိုးထပ်ပြီးတော့ခွဲမယ် participle phrases မှာလဲဆိုတော့ဒီ present participle လို့ခေါ်တဲ့ verb ing เนาะphrases နောက်ပြီးတော့ဘာလဲ battery ကတော့ ing နဲ့မဆိုင်ဘူးထားလိုက်တော့လောလောဆယ်မှာဆိုတော့ing phrases เนาะအဲ့ဒီမှာဆိုတော့က adjective နဲ့ adverb phrase ဆိုပြီးတော့ထပ်ပြီးတော့ခွဲပါမယ်เนาะအဲ့တော့ဒီမှာ participle phrases မှာ adjective noun ကိုအထူးပြုတဲ့ adjective phrase verb ကိုသမုတ်စာကြောင်းတစ်ခုလုံးကိုအထူးပြုတဲ့ adverb phrase ဆိုပြီးတော့နှစ်ခုထပ်ပြီးတော့ခွဲပါမယ်အဲ့တော့ကြည့်အောင်ပါ participle adjective phrases the girl wearing a red dress is my sister အနီရောင်ဂါဝွန်လေးဝတ်ထားတဲ့ကောင်မလေးကငါညီမလေးအဲ့တော့ကောင်မလေးဆိုတဲ့ noun ကိုအနီရောင်ဂါဝွန်ဝတ်ထားတော့ဆိုတဲ့ဒါ participle phrase ကအထူးပြုတာဖြစ်ပါတယ်အဲ့တော့ adjective phrase လို့ခေါ်တယ် the boring playing in the park is my friend the boring playing in the park is my friend ပန်းခြံထဲမှာကစားနေတဲ့ကောင်လေးကငါရဲ့တငယ်ချင်းသူလည်းပဲပန်းခြံထဲမှာကစားနေတဲ့ဆိုတဲ့စကားစုဒီရှေ့က the boring ကောင်လေးဆိုတာကိုအထူးပြုပါတယ်เนาะနောက်တစ်ခု participle adverb phrase အဲ့တော့ဒါတော့စာကြောင်းတစ်ကြောင်းလုံးကိုဖြစ်စီ verb ကိုဖြစ်စီအထူးပြုတဲ့အတွက် adverb phrase လို့ခေါ်တယ် walking to school I saw a rainbow ကျောင်းကိုလမ်းလျှောက်သွားရင်းနဲ့လမ်းလျှောက်သွားတော့ကပေါ့နော်ငါတက်တန့်တစ်ခုကိုတွေးလိုက်တယ် feeling tired she went to bed early ပင်ပန်းနေတာကြောင့်သူစောစောအိပ်ယာဝင်ခဲ့တယ်သူတို့ကတော့ adverb phrase လို့ခေါ်တယ်အသေးစိတ်နောက်မှရှင်းပါမယ် okay အဲ့တော့ gerund phrases အဲ့တော့ဒါကျတော့ verb ing ကို noun လိုမျိုးသုံးတာဖြစ်ပါတယ်ကရိယာပုံစံမဟုတ်တော့ပါဘူး swimming is fun ရေကူးတာပျော်စရာကောင်းတယ် ing ကို noun လိုမျိုး subject နေရာမှာသုံးထားတာဖြစ်တယ် 2 I like reading ငါစာဖတ်တာကိုနှစ်သက်တယ် ing ကို noun လိုမျိုး object နေရာမှာသုံးထားတယ် playing football is exciting ဘောလုံးကန်ရတာစိတ်လှုပ်ရှားစရာကောင်းတယ်ing ကို noun လိုမျိုး subject နေရာမှာသုံးထားတယ်နောက်တစ်ခု infinitive phrases သူကကျတော့ to but zero ပါတဲ့စကားစုတွေဖြစ်ပါတယ်သူတို့ကလည်းအလုပ်၃ခုလုပ်ပါတယ် noun adjective adverb ဆိုတဲ့เนาะအလုပ်၃ခုလုပ်ပါတယ်အဲ့ဒါကိုတော့သီးသန့်ရှင်းပြမှရမယ်အဲ့တော့ to travel the world is my ultimate goal ကဘာပတ်ပြီးခရီးထွက်ဖို့ဟာငါရဲ့နောက်ဆုံးရည်မှန်းချက်နောက်ဆုံးပန်းတိုင်ဖြစ်တယ် To travel the world is my ultimate goal I have a burning desire to succeed ငါမှာအောင်မြင်ဖို့ပြင်းပြတဲ့ဆန္ဒရှိတယ် He went to the library to study in peace ACC စာဖတ်ဖို့သူစာကြည့်တိုက်ကိုသွားခဲ့တယ်အဲ့တော့ဒါတွေကဆိုတော့ now adjective adverb phrase
တွေလိုမျိုးသုံးထားတာဖြစ်တယ်အဲ့တော့ဘေးဥစ္စာကဘလူးဆိုတာကိုတော့အသေးစိတ်နောက်မှရှင်းမှရပါမယ် it's important to drink plenty of water it is important to drink plenty of water okay နောက်တစ် appositive phrases ဆိုတာတော့ noun ကို noun နဲ့ပြန်ပြီးတော့ရည်ညွှန်းတာဖြစ်တယ် and noun phrase that renames or explain the noun right next to it သူရဲ့ B က noun အကြောင်းကိုဖွင့်ဆိုရှင်းပြတယ်ဖွင့်ဆိုရှင်းပြပေးတဲ့စကားစုတစ်ခုပေါ့နော်ကြည့်အောင် my teacher a kind woman helps everyone ကျင်နာတတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ငါရဲ့ဆရာမကလူတိုင်းကိုကူညီတတ်တယ်အဲ့တော့ရှိက my teacher ကို a kind woman ကရည်ညွှန်းတာတနည်းအားဖြင့်အထူးပြုတာဖြစ်ပါတယ် they visited London the capital of England London ဆိုတဲ့စကားလုံး noun ကို the capital of England ကအထူးပြုတနည်းအားဖြင့်ရည်ညွှန်းတာဖြစ်တယ် I don't like Harry Potter a famous book and movie ထင်ရှားတဲ့စာအုပ်ဝတ္ထုလည်းဖြစ်ရုပ်ရှင်လည်းဖြစ်တယ် Harry Potter ကိုငါမကြိုက်ဘူး Harry Potter ဆိုတဲ့ noun ကို a famous book and movie ကရည်ညွှန်းတယ်ပေါ့နော် My dog a small brown puppy likes to play ခွေးညူရောင်လေးเนาะအညူရောင်ခွေးလေးတစ်ကောင်ဖြစ်တဲ့ငါရဲ့ခွေးကတဲ့ငါရဲ့ခွေးလေးကကစားရတာကြိုက်တယ်အဲ့တော့ my dog ကို a small brown puppy ကရည်ညွှန်းတယ်ပေါ့เนาะဒါက appositive phrases တွေဖြစ်တယ်နောက်တစ်ခုဆက်ကြည့်ရအောင် compound phrases ဒါကတော့ noun နဲ့hyphenated hyphen ပါတဲ့စကားစုတွေကိုလေ့လာရမယ်အဲ့တော့ noun phrase ကရှင်းပါတယ်ဒီမှာကြည့်လိုက်ရင်သိပါလိမ့်မယ်เนาะအဲ့တော့ school bus coffee shop နောက်တစ်ခု hyphen ပါတဲ့စကားစုက noun ကိုအထူးပြုတဲ့စကားစုတွေဆက်ကြည့်မယ် 10-year-old boy 10-year-old boy အသက်10နှစ်အရွယ်ကောင်လေး full time job အချိန်ပြည့်အလုပ် part time job အချိန်ပိုင်းအလုပ်ဟုတ်ပြီเนาะတခြားလေးကြည့်ပါเนาะ hyphen လေးတွေပါတဲ့စကားစုလေးတွေเนาะ okay interrogative phrases ဒါတော့မေကွန်းစကားလုံးတွေပါတဲ့စကားစုတွေဖြစ်ပါတယ်အဲ့တော့အများအပြည့်တော့မေကွန်းစကားလုံးနဲ့ to เนาะ to bazzido ပါတဲ့ပုံစံကပို့ပြီးတော့ဒါနည်းနည်းလေးပို့ပြီးတော့အထူးပြုပြီးတော့လေ့လာရမယ်ပေါ့เนาะကြံတဲ့မေကွန်းစကားလုံးပါတဲ့စကားစုတွေကတော့ဒါမေကွန်းပုံစံတွေမှာခဏခဏမြင်တွေ့နေတာဆိုတော့အထူးဆန်းမဟုတ်ဘူး okay အကြည့်အောင်เนาะI don't know what is how to start ဘယ်လိုအစပြုရမယ်ဆိုတာငါမသိဘူး she asked when to leave ဘယ်ချိန်ထွက်ခွာရမယ်ဆိုတာသူကမေးခဲ့တယ် where to buy tickets is the big question လက်မှတ်တွေကိုဘယ်မှာဝယ်ရမလဲဆိုတာတကယ်ပြဿနာပဲ they discussed what to eat ဘာစားရမယ်ဆိုတာသူတို့ဆွေးနွေးခဲ့တယ် okay ဒါကဆရာတို့ဖွဲ့စည်းတည်ဆောက်ပုံအရာเนาะဗာလဲဖွဲ့စည်းထားတဲ့စကားစုဟုတ်ပြီအဲ့ဆိုရင်တာဝန် sorry เนาะနားလေးပါဟုတ်ပြီအဲ့ဆိုရင်ဟုတ်ပြီပြီးသွားပြီเนาะအဲ့ဆိုရင်အခုဒီဗီဒီယိုကတော့ဆရာတို့ဒါစကားစုနဲ့ပတ်သက်တဲ့စကားစုဆိုတာပါလဲဆိုတာနဲ့စကားစုအမျိုးအစားတွေကိုရှင်းပြတာဖြစ်ပါတယ်အဲ့တော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ကြံတဲ့ဝါကြပိုင်းဒီအကြောင်းကိုနောက်ဗီဒီယိုမှာရှင်းပြပါမယ်အားလုံးကျမ်းမာပျော်ရွှင်သည်